အားလုံးမင်္ဂလာပါဗျာခုလိုဆက်ဆက်ပါဗျာတကယ်ဒီဟာတာဗီဒီယိုမဟုတ်ပါဘူးတကယ်မလိမ့်ပါဗျာကျွန်တော် YouTube ကတော့မလုပ်ဘူးဗျာဒီကရတာခေတ်ကမလိမ့်ပါဗျာလို့လဲဆိုတော့ကျွန်တော်ဒီကျွန်တော်ဒီမှာတချို့တော့တော်တော်လေးမားတယ်လူကတော့ပြီးသွားပြီဒါပေမဲ့နောက်လည်းမတည်ဘူးပါဒီကောင်လာတော့ပါမယ်ကျွန်တော်ဒီဖုန်းကဆိုပြီးတော့ကျွန်တော်ဒီကောဆက်လို့နေရတယ်ဗျာတော့ဒီလိုကောချင်တဲ့ဒီလိုလေးရှိနေမှာတော့အပေးခြင်းနဲ့ရှိနေတဲ့ဗီဒီယိုဒီမတင်တော့ပါဘူးကျွန်တော်တို့တင်ပြရပြီးမကြည့်ရတော့ပါဗျာအဲ့လိုကျွန်တော်အဲ့လိုလားဒီနောက်တစ်ခုကတော့တချို့ဆိုရင်ဒီကမသိသေးဘူးပါရဲ့နာမည်ရောတမန်ရောပြီးပါဒီအဲ့ဒါတက်ချုံကြီးလေပြန်မလေးမပါဘူးဒီလည်းမတင်တော့ပါဘူးကျွန်တော်အခုချိန်ထိ 1.1 viewer လောက် subscriber လုပ်ခဲ့တယ် share လုပ်ခဲ့တယ် like လုပ်ခဲ့တယ် viewer အားလုံးကျေးဇူးလိုက်တင်ပါဗျာအခုကကျွန်တော်ဘာလို့မနာဗီဒီယိုနဲ့တင်လို့မရတယ်ဗျာအိမ်ကမတင်ခိုင်းလာလားမဟုတ်ပါဘူးကျွန်တော်ဒီကတော့မတင်နိုင်ဘူးပါဗျာရောပါတိတ်ရောစင်ပြေလို့ကျန်တဲ့အအနေနဲ့ဖုန်းတင်တကယ်လို့ပြတယ်ဆိုပြောချင်တယ်လို့ပြနေပါမယ်ဗျာတော့မင်္ဂလာကြကျွန်တော်ဆက်ပါတယ်ဟုတ်ကဲ့ဘိုင်ဘိုင်အောင်စကူနဲ့ဆရာပြန်တွေ့မှာမဟုတ်ပြန်တွေ့မှာမဟုတ်တော့ကျွန်တော်မနာဘူးကျွန်တော်အခုချိန်ဒီဗီဒီယိုတွေအားလုံးဒီနေ့ဒီမှာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ပြောလို့မရတော့ဘူးဘာလို့လဲစောင့်ကြည့်တော့ဆိုလေအဲ့တော့အခုချိန်ဒီရောက်ဒီကဲတဲ့စကွဲပါလို့ပြောလို့ကျွန်တော်ကလည်းတိုက်လို့အဲ့တော့ထိုင်ပါမှာဗျကျွန်တော်တို့ဒီနေ့ကတော့ system breakdown ကြောင့်တကလားအဝါဒီကလေးကိုဆွဲချခံရတဲ့အချိန်တော့ကျွန်တော်ရှင်းနေတော့ရပါပါ